အားလုံးမင်္ဂလာပါ Christ Center Ministry ကနေပြီးတော့ပြန်လည်ပြီးတော့မှနှွေးထွေးစွာကြိုဆိုပါရစေကျွန်တော်နာမည်ကတော့နေလင်းအောင်ဖြစ်ပါတယ်တရားဒေသနာလေးတစ်ပုဒ်ကိုမျှဝေချင်ပါတယ်ရှင်ယောဟန်ခန်းကြီး14ည6မှာယေရှုကငါဒီလမ်းခီးဖြစ်၏တမန်တရားလည်းဖြစ်၏အသက်လည်းဖြစ်၏ငါကိုအမိမပြုလင်အပေသူများခမဲတော်တန်တို့မရောက်ရဆိုတော့ဒီစကားကိုယေရှုကိုယ်တိုင်ကသူဖန်ဆီးခြင်းမခံရခင်ညလေးမှာတပည့်တော်တွေကိုနဲ့အတူရှိနေတဲ့ချိန်မှာတပည့်တော်တွေကိုပြောခဲ့တဲ့စကားဖြစ်ပါတယ်ယေရှုကငါဒီလမ်းခီးဖြစ်တယ်တမာရိယဖြစ်တယ်အသက်လည်းဖြစ်တယ်ငါကိုအမိမပြုတ်ရင်အပေသူများခမေးတော်ထံသို့မရောက်ရဆိုလိုတာကတခင်ယေရှုဟာကောင်းကင်နိုင်ငံကိုတွားတဲ့လမ်းခီးဖြစ်ပါတယ်တမာရိယဖြစ်ပါတယ်အသက်ဖြစ်တယ်သူ့ကိုအမိမပြုတ်ရင်အပေသူများကောင်းကင်နိုင်ငံကိုမရောက်နိုင်ပါဘူးလို့ဆိုလိုတာဖြစ်ပါတယ်ဆိုတော့ယေရှုဖခင်ကဘယ်သူပါလဲယေရှုဟာဖခင်သခင်ဖြစ်ပါတယ်ခမဲတော်သားတော်တန်ရှင်တော်ဝိညာဉ်တော်သုံးပါးတစုဖခင်မှာသားတော်ဖခင်ဖြစ်ကျမ်းစာကနေပြီးတော့မှဖော်ပြထားတဲ့ခြင်းခံရတဲ့ခမဲတော်သားတော်တန်ရှင်တော်ဝိညာဉ်တော်တည်ဟူသောသုံးပါးတစုတွင်သားတော်ဖခင်ဟုရဲ့ကျမ်းစာကဖော်ပြထားပါတယ်ဆိုတော့ဒီသားတော်ဖခင်ယေရှုဖခင်ဟာဒီလောကစัจ java နာမြင်ရတဲ့ယူပအရာမမြင်ရတဲ့အယူပအရာတွေအားလုံးကိုဖန်ဆင်းတဲ့ဖန်ဆင်းရှင်ဖခင်ဖြစ်ပါတယ်အနန္တတကုနဲ့ပြည့်စုံပြီးတော့မှထာဝရအသက်ရှင်တဲ့ဖခင်ဖြစ်ပါတယ်ဘယင်တကာတို့ရဲ့ဘယင်အရှင်တကာတို့ရဲ့အရှင်ဖခင်တကာတို့ရဲ့ဖခင်ဖြစ်ပြီးတော့မှစီရင်ပိုင်တော်သူခွင့်လွှတ်ခြင်းကိုပေးပိုင်တော်သူလည်းဖြစ်ပါတယ်ဆိုလောကလူသားတွေကိုချစ်တဲ့စိတ်အားကြီးတဲ့အတွက်ကြောင့်ဒီလောကဘုံကိုလူစားတိကံကြွဆင်းလာတဲ့ဖခင်ဖြစ်တယ်လို့လောကလူသားတွေရဲ့အပြစ်တွေလာဝါကားတိုင်းမှာအသေးခံတက်ဆုံပြီးတော့မှ၃ရက်မြောက်သောနေ့မှာရှင်ပြထမြောက်ပြီးတော့မှတည်ခြင်းမြတ်ဆုံးမှန်ကိုအောင်မြင်ခဲ့တဲ့ဖခင်လည်းဖြစ်ပါတယ်ထိုယေရှုခရစ်တော်ဖခင်အနာရောဂါငြိမ်းပိုင်တော်အရှင်ဖြစ်တယ်လို့ကျွန်တော်တို့ရဲ့နာကျင်မှုကိုဂရုစိုက်နေတဲ့ဖခင်လည်းဖြစ်ပါတယ်ကျွန်တော်ရဲ့ဖြစ်တည်မှုအားလုံးကိုအရှိတိုင်းလက်ခံတဲ့ဖခင်ဖြစ်ပါတယ်တို့တော့ယေရှုဖခင်ကသူဟာလမ်းခေးဖြစ်တယ်တမာတရားဖြစ်တယ်အသက်လည်းဖြစ်တယ်သူ့ကိုအမိမပြုတ်ရင်အပေသူများခမဲတော်ရှိတဲ့ကောင်းကင်နိုင်ငံကိုမရောက်နိုင်ဘူးလို့တိကျပြတ်သားစွာပြောထားပါတယ်ဆိုတော့ကျွန်တော်တို့လောကလူသားတွေဟာအမိဝါမှာပဋိတည်တွေဆွဲယူစဉ်ကနေစပြီးတော့မှလူဘဝကိုစပြီးတော့ခြေလန်းလန်းခဲ့ကြပါတယ်ကျွန်တော်တို့ရဲ့ဘဝဟာဒီလောကမှာပဲအဆုံးသတ်သွားတာမဟုတ်ပဲနဲ့တမလွန်ဘဝလို့ခေါ်တဲ့နောက်ဘဝဆိုတာရှိတယ်ဆိုတော့လူတိုင်းလက်ခံပါတယ်တမန်ကျမ်းစာမှာတော့တမလွန်မှာကောင်းကင်နဲ့ငရဲဆိုပြီးတော့မှဘုံနှစ်ဘုံရှိပြီးအဲ့ဒီဘုံနှစ်ဘုံမှာလမ်းဆုံးရမယ်လို့ဖော်ပြထားပါတယ်လူအထဲမှာလည်းအထူးတိခြင်းလို့ခေါ်တဲ့ဝိညာဏနံရှိပြီးတော့မှအဲ့ဒီဝိညာဏနံဟာငရဲကိုကြောက်ရွံ့စိတ်ကြောင့်ကောင်းကင်ဘုံကိုရောက်ဖို့လမ်းစဉ်မျိုးမျိုးကိုစ조사ရှာဖွေပါတယ်ပညာတော်တွေကိုလိုက်လျှောက်ခြင်းတရားကျင့်ကြံအားထုတ်ခြင်းအလူဒဏ်ပေးခြင်းကောင်းတာတွေကိုလုပ်ခြင်းနဲ့မကောင်းတာတွေကိုရှောင်ခြင်းအားကောင်းရာဒုက္ခဘုံလို့ခေါ်တဲ့ကောင်းကင်ဘုံကိုရောက်မယ်ဆိုပြီးတော့ယူဆခြင်းနဲ့စ조사အားထုတ်ကြပါတယ်ဒါပေမဲ့ဒီလိုတရားကျင့်ကြံအားထုတ်နေတဲ့လူတွေမှာမိဂုဏ်တစ်ခုအမြဲတမ်းရှိနေပါတယ်အဲ့ဒါကသူတို့ကောင်းကင်ကိုရောက်ပါမလားတနေ့မှာလူငယ်လေးတယောက်ကယေရှုစီကိုရောက်လာပြီးတော့မှရိုးရှင်းတဲ့မိဂုဏ်လေးတစ်ခုကိုမေးလိုက်ပါတယ်သူရဲ့မိဂုဏ်ကတော့ကောင်းကင်နိုင်ငံရောက်ဖို့ကျွန်တော်ဘာလုပ်ရမှာလဲဒီမိဂုဏ်ကရိုးရှင်းပြီးတော့လူတိုင်းရဲ့စိတ်နှလုံးထဲမှာလည်းအတီးတီးနေရာယူထားတဲ့မိဂုဏ်လေးတစ်ခုလည်းဖြစ်ပါတယ်တကယ်ရှုကပညာတော်တွေကိုလိုက်လျှောက်ပါကျမ်းစာထဲမှာရေးထားသမျှကိုလိုက်လျှောက်ပါလို့မိန့်မာလိုက်တဲ့အခါမှာထိုလူငယ်လေးကကျွန်တော်ဟာညစင်ကလေးကပညာတော်တွေအားလုံးကိုလိုက်လျှောက်ခဲ့ပြီးပါပြီကောင်းတာတွေကိုလုပ်ခဲ့တယ်မကောင်းတာတွေကိုရှောင်ခဲ့တယ်အလူဒါနတွေပြုခဲ့တဲ့သူတယောက်ဖြစ်ပါတယ်ဆိုပြီးတော့မှတကယ်ရှိပြန်ပြောပါသူရဲ့မျက်နှာလည်းအင်မတန်မှပြည့်ကင်းစင်ပြီးတော့မှသူရဲ့အပြောတိုင်းပဲလက်တွေလိုက်လျှောက်အကျင့်သုံးအသက်ရှင်တဲ့လူငယ်လေးတယောက်ဆိုတာကိုမြင်သာစေပါတယ်ဒါပေမဲ့ဒီလိုမျိုးပညာတရားတွေကိုလိုက်လျှောက်ချစ်ကြံအားထုတ်ပြီးတော့မှအင်မတန်မှရိုးသားဖြောက်မှတ်တဲ့လူငယ်လေးတယောက်ဟာဘာဖြစ်လို့ကောင်းကင်နိုင်ငံရောက်ဖို့သူဘာဆက်လုပ်ရမလဲဆိုတဲ့မိကွန်းသူ့ရဲ့အတွေးထဲမှာရှိနေတာပါလေဒီຢာကအင်မတန်မှထူးဆန်းပါတယ်ဒါပေမဲ့ကိုကျင့်တရားအားကိုးပြီးတော့မှကုသိုလ်ကောင်းမှုတွေမြောက်များစွာပြုနေကြတဲ့သူတွေပါရာတရားအားထုတ်နေတဲ့သူတွေအလူဒန်းကြီးမားစွာပြုနေတဲ့သူတွေဒီပင်လဲသူတို့ရဲ့အတွေးထဲမှာဒီမိခွန်းလေးရှိနေတယ်ဆိုတာကိုထူ
ူးဆန်းစွာမြင်တွေ့ရပါတယ်ဒါဟာဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ရဲ့ကုသိုလ်ကောင်းမှုတွေကျွန်တော်တို့ရဲ့တရားကျင့်ကြံအားထုတ်မှုတွေကျွန်တော်တို့ရဲ့အလူဒါနတွေဟာကျွန်တော်တို့ကိုကောင်းကင်ရောက်ဖို့အာမခံချက်မပေးဘူးဆိုတာကသိချနေလို့ပဲဖြစ်ပါတယ်တခင်ရှုကဆက်လက်ပြီးတော့မှဒါဆိုရင်မင်းမရှိသမျှအရာတွေကိုထားခဲ့ပြီးတော့မှငါနောက်ကိုလိုက်ခဲ့ပါလို့ပြောလိုက်ပါတယ်တခင်ရှုကမင်းကကျမ်းစာကိုလိုက်လျှောက်တဲ့သူတယောက်ဖြစ်တယ်ပညတ်တော်တွေကိုလိုက်လျှောက်တာဖြစ်တဲ့အတွက်ကြောင့်မင်းကောင်းကင်ရောက်ပြီးမစိုးရင်လည်းလို့မပြောပါဘူးမင်းမှာတခုလိုသေးတယ်မင်းမှာရှိသမျှအရာတွေကိုထားခဲ့ပြီးတော့ငါနောက်ကိုလိုက်ခဲ့ပါလို့ဖိတ်ခေါ်ပါတယ်ဒါပေမဲ့ဝမ်းနည်းစရာကတော့ထိုလူငယ်လေးဟာသူ့ရဲ့စီးစံဥစ္စာတွေကိုနှမျောတဲ့စိတ်နဲ့တခင်ရှုကိုထားခဲ့ပြီးတော့မှပြန်ထွက်သွားတယ်ဆိုပြီးတော့မှကျမ်းစာထဲမှာဖတ်ရပါတယ်ဒီလိုကောင်းကင်နိုင်ငံကိုရောက်ဖို့ကြိုးစားနေတဲ့လူတွေအတွက်ယေရှုကလမ်းညွှန်မပေးပါဘူးသူကိုယ်တိုင်လမ်းခီးဖြစ်တယ်လို့ပဲပြောပါတယ်သူ့နောက်ကိုလိုက်ဖို့ပြောပါတယ်သူ့ကိုယုံကြည်ပြီးတော့သူ့ရဲ့နောက်ကိုလိုက်ရင်ကောင်းကင်နိုင်ငံရောက်မယ်ဆိုပြီးတော့မှအတိအကျရှင်းရှင်းလင်းလင်းပြောကြားထားပါတယ်ကျွန်တော်ရဲ့ညတင်ညရှင်တယောက်ကonline ကနေစကားလာပြောပါတယ်ယေရှုကိုယုံကြည်ယုံတဲ့ကောင်းကင်နိုင်ငံရောက်တယ်ဆိုတာကိုတော့သူလုံးဝလက်မခံဘူးတဲ့သူလက်မခံတာကိုကျွန်တော်အပြစ်မပြောပါဘူးသူလက်မခံဘူးဆိုတာကျွန်တော်နားလည်ပါတယ်အဲ့တော့ကျွန်တော်သူ့ကိုရိုးရှင်းတဲ့မိကုံးလေးတစ်ခုပြန်ပြီးတော့မှမေးပါတယ်အဲ့ဒါကတော့တကယ်ချင်းမင်းရောတည်ရင်ဘက်ကိုရောက်မှာလေသူကတော့တည်ရင်ငရဲပဲသွားရမှာပေါ့ဘာဖြစ်လို့လဲဆိုတော့သူ့ရဲ့ကုသိုလ်ကောင်းမှုတွေထက်သူ့ရဲ့အကုသိုလ်မကောင်းမှုတွေကပိုပြီးတော့မှများနေလို့ပဲဖြစ်ပါတယ်လို့ကျွန်တော်ကိုပို့ပွင့်လင်းလင်းပြန်လည်းဖြေချပါတယ်ထိုနည်းတူပဲကျွန်တော်ဟာကျွန်တော်ရဲ့အတိမိတ်ဆွေတချို့ကိုထိုမေးခွန်းကိုမေးဖူးပါတယ်အများစုကတော့ဒီမေးခွန်းရဲ့အဖြေကိုဖြေချတဲ့အခါမှာငရဲလို့ဖြေချပြီးတော့မှတချို့ကတော့မသိချဘူးတေမတိမှာပေါ့လို့ပြန်ပြီးတော့မှဖြေချပါတယ်ကျွန်တော်ရဲ့အထူးတိချင်းလို့ခေါ်တဲ့ဝိညာဏနံဟာကျွန်တော်တို့ဟာတည်ငရဲကိုတွားရမယ်ဆိုတာကိုအလိုလျောက်သိနေတာဖြစ်ပါတယ်လူဟာတမလွန်မှာကိုယ်ပဲရောက်မယ်ဆိုတာကိုသိနေတာကအင်မတန်မှထူးဆန်းပါတယ်ဒါပေမဲ့ဒါအမှန်တရားဖြစ်ပါတယ်တင်တိထားတဲ့အတိုင်းတင်ရဲ့ဝိညာဉ်ဟာတမလွန်မှာထိုခရီးအတိုင်းတွားရမှာဖြစ်ပါတယ်တမလွန်မှာလမ်းဆုံးမှာဖြစ်ပါတယ်ကျမ်းစာကတော့ကောင်းကင်တွားရလမ်းဟာအများကြီးမရှိပါဘူးတစ်ခုတည်းပဲရှိတယ်လို့ဖော်ပြထားပါတယ်ယေရှုကငါဒီလမ်းခီးဖြစ်တယ်အင်္ဂလိပ်လိုမှာ I am the way အဓိပ္ပာယ်ကငါဒီတစ်ခုတည်းသောလမ်းလို့ဆိုလိုတာဖြစ်ပါတယ်အဆုံးသတ်မှာငါ့ကိုအမိမပြုတ်ရင်အဘယ်သူများခမဲတော်ရှိတဲ့ကောင်းကင်နိုင်ငံကိုမရောက်နိုင်ဘူးလို့လည်းတခင်ရှုကအတိလင်းပြပြတသားပြောကြားထားပါတယ်တခင်ရှုကိုအမိမပြုတ်ပဲနဲ့ကိုယ့်ရဲ့ဘာသာတရားကျင့်ကြံအားထုတ်မှုတွေအလူဒန်းပြုခြင်းတွေပေကံမျှဝေခြင်းတွေကိုအမိပြုတ်ပြီးတော့မှကောင်းကင်ရောက်ဖို့ကြိုးစားနေတဲ့သူတွေဟာကောင်းကင်မရောက်ဘူးလို့ဆိုလိုတာဖြစ်ပါတယ်ချစ်တော်မိတ်ဆွေတို့အခုဒီကျမ်းစာကိုအမိပြုပြီးတော့မှကျွန်တော်မျှဝေတဲ့ဒီတရားစကားဟာမိတ်ဆွေတို့ကိုချစ်တဲ့စိတ်နဲ့မျှဝေတာဖြစ်ပါတယ်။တင်းရဲ့တမလွန်ခီးအတွက်ယေရှုသားလေးလမ်းခီးဖြစ်ပါတယ်။ဒါတော့ကြောင့်တခင်ရှုကိုသာအမိပြုဖို့လိုအပ်တယ်ဆိုတာကိုပြောကြားရင်းနဲ့နှုတ်ကပတ်တော်မျှဝေခြင်းကိုအဆုံးသတ်လိုက်ပါတယ်။အားလုံးဖျားရှင်ကောင်းချီးပေးပါစေ။